ဒီလိုလုံနေတဲ့မျက်နှာဖုံးတွေကတော့မြင်ဘူးသမျှထဲမှာစိတ်အနှောက်အယှက်ဖြစ်ရဆုံးမျက်နှာဖုံးတွေဖြစ်လာပါလိမ့်မယ်အစပိုင်းမှာတော့တာမန်မျက်နှာဖုံးချမ်းတစ်ခုလိုပဲထင်ရပေမဲ့သူလက်စားတက်လိုက်တဲ့အခါမှာတော့တကယ်ကိုထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုအဖြစ်ပြောင်းလဲသွားတာပါသူကအသေးစိတ်အချက်လက်တွေကိုပို့ပြီးတိကျအောင်ပြုလုပ်လိုက်တဲ့အခါမှာဒီမျက်နှာဖုံးတွေဟာတက်ရှိတစ်ခုလိုမျိုးထင်အောင်ထင်မှာဖြစ်လာစေပါတယ်တစ်ခုပြီးတစ်ခုပြောင်းလဲလာတဲ့ဗာရှင်းတွေကပို့ပြီးတော့လက်ရမြောက်လာတယ်လို့ပို့ပြီးတော့လဲကြော်ချမ်းစရာကောင်းလာပါတယ်အထူးသဖြင့်မျက်နှာဖုံးရဲ့ပါးစပ်ပွင့်သွားတဲ့အချိန်ဆိုရင်တော့ကြောက်မက်ဖွယ်ကောင်းတဲ့တတ္တဝါဆန်းတွေကိုဖန်တီးဖို့အတွက်အကောင်းဆုံးဖြစ်သွားပါတော့တယ်ကြည့်ရှုသူတွေကသူမရဲ့ကလေးတွေနဲ့အတူရိုက်ထားတဲ့ဗီဒီယိုဖိုင်တွေကနေတဆင်တကယ်ကိုကြောချမ်းစရာကောင်းတဲ့အချက်တစ်ခုကိုသတိထားမိသွားကြပါတယ်။အစပိုင်းမှာတော့တခြားမိခင်တွေလိုပဲကလေးတွေကိုအစာကျွေးတာစကားပြောတာတွေလုပ်နေခဲ့လို့အရာအလုံးကပုံမှန်ပါပဲ။ဒါပေမဲ့ဗီဒီယိုကိုကြာကြည့်လေတစ်ခုခုတော့မှားနေပြီဆိုတာကိုပရိသတ်တွေပိုသိလာလေပါပဲ။အဲ့ဒါကတော့အဲ့ဒီကလေးတွေဟာလုံးဝလှုပ်ရှားမှုမရှိတာပါပဲ။ကြည့်ရှုသူတွေကတေချာစိုက်ကြည့်လိုက်တဲ့အခါမှာတော့တကယ်ကိုထိတ်လန့်စရာကောင်းတဲ့အမှန်တရားကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့သူတို့ဟာကလေးအစ်စ်တွေမဟုတ်ကြပဲသူမကတက်ရှိတွေလို့ပြုစုယူရနေတဲ့ဆီလီကွန်အယုတ်တွေသာဖြစ်နေလို့ပါပဲ။